သာသနာစေရန်တိတ်တူဗုဒ္ဓဤဓမ္မတရားတွေကိုလောက၌မပပြောက်ရစေဖို့နိကတောဘာသာစီကဖို့ဆိုတာသာသနာမကွယ်ဖို့အဓိကအရေးပါသွန်သင်တတ်သောမြတ်တန်ခါလူဘဝခဏရတဲ့အခိုက်တန်မှာဗုဒ္ဓရဲ့တရားနဲ့မွေးတန်ခါ229သွေဝိနိတိတ်ခါရီစောင့်ထိန်ငါကြင်ကြံလို့တကယ်မြတ်သာသနာကိုတွန်းရှည်ရရေးရွယ်တီလာအားဤဝပါတိတမာရီတရားရင့်ကျက်တည်ကြည်ဘုံပညာကြီးမားလာပါရှင်ယဟန်အစပြုသာတီဆရာတော်များနှင့်များတန်ခါသည်ဒုသာသနာမှာဖို့ထိုက်ရတနာမည်ဘာသာအကျိုးထံဖို့ကတီသာသနာတကုံထုံးပါရောင်ကြည်ဓမ္မလမ်းပြသာသနာအာဇာနည်တရားစိတ်ပွားထူးမြတ်စွာတည်စေပြလက်မိုးခိုက်ပါသည်အထူးပြေငါညီတင်ကြောပါမည်ဗုဒ္ဓသာသနာစီရန်တိတ်တူဗုဒ္ဓသာသနာစီရန်တိတ်တူဗုဒ္ဓသာသနာစီရန်